Hey ဒီနေ့စုက Limoda B10 ရဲ့ steering မှာပါတဲ့ custom button လေးတစ်ခုအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီ custom button လေးမှာစုကဘယ်လို setting နေထားတာလဲ။အဲ့ဒီ custom button လေးကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုစုနဲ့တူတူလိုက်ကြည့်လိုက်ရအောင်ရှင်။ဆိုတော့ဒီ custom button လေးကိုဘယ်လိုအသုံးပြုရမလဲဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ setting ထဲကိုဝင် setting ထဲမှာ driving ထဲကိုဝင်ပြီးတော့အပေါ်လေးနည်းနည်းဆွဲလိုက်မယ်ဆိုလို့ရှိရင် custom steering ဆိုတာရှိမယ်။အဲ့ဒီထဲမှာ single click တစ်ချက်နှိပ်နဲ့ double click နှစ်ချက်နှိပ်ဆိုပြီးနှစ်မျိုးပါတယ်။အဲ့ထဲမှာဒီ360 camera ပဲဖွင့်မလားဒီမှန်ကြိုးမှန်ခောက်ပဲလုံးမလား window lock ပဲချမလားပေါ့နော်။ဒါလည်း double click နှစ်ချက်နှိပ်ထဲမှာလည်းဒီ setting လေးပါတယ်။ဒါပေမဲ့စုအတိကပြောချင်တဲ့ဟာကခုနကပြောတဲ့ custom button လေးအသုံးပြုဖို့ဆိုရင်ဒီ combine function setting လေးကိုဝင်ဖို့လိုတယ်အဲ့ထဲကမှစုဆိုလို့ရှိရင်အခုဒီကားမောင်းရတာ sport ပုံစံကြိုက်တဲ့အတွက်ကြောင့်မလို့ sport mode ကို online မဲ့ပြီးတော့ regenerative braking system ဆိုတာဆိုတော့ဒီအရှိန်နှေးလိုက်လို့ရှိရင် battery ကိုပြန်ပြီး automatic charging ပြန်သွင်းတဲ့စနစ်ကလေးပေါ့နော်ပုံမှန်ဆိုတော့စုကဝိပယ်ထားမှာဒါပေမဲ့အခုကပြောင်းလဲမှုကလေးကိုဒီတိတိကျကျမြင်စေချင်တဲ့ကြောင့်မလို့ strong လေးမှာ online မဲ့ပြီးရင်ဒီ lane keeping assist တို့ဒီ lane departure warning တို့ကိုလည်းခဏ off ထားမယ် safety ဘိုင်းအတွက်ဆိုလို့ရှိရင်တော့ဒါလေးကပုံမှန်ဆိုတော့ on ထားဖို့အတွက်ကိုအကြံပြုပါတယ်ဒါတော့တိတာအောင်သာစုကပိတ်ပြလိုက်တာပေါ့နော် automatic emergency braking ကိုလည်းပိတ်ထားလိုက်မယ် safety အတွက်ဆိုလို့ရှိရင်တော့ဖွင့်ထားတဲ့ setting လေးဒါပေမဲ့စုကပြောင်းလဲမှုကိုပြခြင်းအတွက်ဒါပိတ်ထားခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့အခု setting လေးတွေလည်းထားပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ setting လေးတွေကိုအသက်သွင်းပြီးတော့အသုံးပြု activate လုပ်ဖို့အတွက်ဆိုလို့ရှိရင် button လေးကိုနှစ်ချက်နှိပ်ပြီးတော့အသက်သွင်းဖို့လိုတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒါပထမတစ်ချက်ပေါ့နော်နှစ်ချက်နှိပ်ကမဲ့နေရာမှာပထမတစ်ချက်ကိုနှိပ်လိုက်မယ်နှိပ်တဲ့အခါမှာသူကဒီမှာ warning စာတန်းလေးပေါ်လာမယ်ပေါ့နော်အဲ့ဒီခါမှာချက်ချင်းနောက်တစ်ချက်နှိပ်ပေးဖို့လိုတယ်ဒါဆိုလို့ရှိရင်စုအခုခုနကထားထားတဲ့ setting လေးက activate ဖြစ်သွားပြီပေါ့နော်ဒီ custom button လေးကဘယ်လိုအသုံးဝင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကြိုက်မောင်းနေမှုပုံစံအတိုင်းကို customize လုပ်ပြီးတော့ထားလို့ရတဲ့ hidden function လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကားပေါ်တစ်ခါတစ်တိုင်းမှာ setting ခဏခဏချိန်ရတော့သဘောမကျတဲ့ Limoda B10 ကားချစ်သူတွေအနေနဲ့အသုံးဝင်လိမ့်မယ်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်စုကိုယ်တိုင်လည်းဒီ function လေးကိုသဘောကျတယ်ဆိုတော့နောက်ထပ် sharing video လေးတွေမှာထပ်တွေ့ပါမယ်အားလုံးပဲတတားပါရှင်